အားလုံးပဲမင်္ဂလာပါ။ဆိုင်းမိုဘိုင်းမှာကြိုဆိုပါရစေ။နောက်မိတ်ဆက်ပေးခြင်းတဲ့ပစ္စည်းတွေကတော့ဒီအက်ကိုလာလေးပဲဖြစ်ပါတယ်။လူချင်းမင်းတို့မိသားစုဒီနေ့တိုင်ရေးများစီဖို့အတွက်တောင်းကနန်းဝင်ကျင်တဲ့မီနီအက်ကိုလာလေးတွေကျွန်တော်အစီအမံပစ္စည်းရှိပါမယ်။ဒီမီနီအက်ကိုလာလေးရဲ့အားသာချက်ကတော့လျှက်စစ်မီနဲ့တိုက်ရိုက်သုံးနိုင်တယ်လို့လျှက်စစ်မီမရရှိတဲ့နေရာတွေမှာလည်းပေါင်မှာတစ်လုံးရှိုံနေတဲ့လွယ်ကူစွာသုံးပြနိုင်မှာဖြစ်ပါတယ်။သုံးပြပုံကလည်းလွယ်ကူစွာရှင်းပါတယ်။သူ့မှာပါတဲ့တက်စီအပင်ကြိုးလေးနဲ့ပေါင်ဝမ်နဲ့တိုက်ရိုက်ချိတ်ဆက်သုံးပြုံပါပဲ။ဒီပစ္စည်းလေးတစ်ခုရဲ့ကွာခြားချက်ကတော့ဒီကောင်လေးကတော့ယူရီးယားဒီကောင်လေးကတော့တရုတ်ကောင်လေးကနှစ်ခုอ่ะဆိုရင်တရုတ်မိတ်လေးอ่ะဆိုရင်တော့ဒီတရုတ်ရမိတ်လေးอ่ะဆိုရင်ဒီတရုတ်ပစ္စည်းလေးထည့်နည်းနည်းရောင်လေးကြီးရလို့ထင်ရမယ်ပြီးလို့ရှိရင်ဒီမှာသူ့မှာရေမွေးထည့်ပြီးသုံးတဲ့ဟာလေးလည်းပါတယ်ပေါ့နော်ဒီကောင်မှာဆိုရင်တော့မပါတော့ဘူးပေါ့နော်ဒီကောင်မှာဆိုရင်တော့မပါတော့ဘူးနော်လို့ရှိရင်သူတို့ကိုတစ်ချက်ဖွင့်ပြပေးမယ်နော်ဒါလေးကတော့ယူရီးယားမိတ်လေးရဲ့သူရေးထွက်အားလေးနော်ဒါလေးကတော့တရုတ်လေးပေါ့နော်ဒီကောင်လေးရဲ့ရေးထွက်အားလေးပိုကောင်းမယ်ပေါ့နော်ဒီတရုတ်တဲ့ဆိုင်ဒီယူရီးယားလေးကပိုပြီးရေးထွက်အားကောင်းမယ်နော်ဒီမျိုးထွက်အားကောင်းမယ်လက်ကရောင်းချခြင်းတဲ့တွေအတွက်လည်းဆိုင်းမိုဘိုင်းကျွန်တော်တို့ဆိုင်းမိုဘိုင်းဖုန်းတိုင်းမှာလူကိုယ်တိုင်လာမေးမြန်းနိုင်တယ်လို့ TikTok Facebook Viber နေလည်းမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဆိုင်လေးဆက်လေးကတော့မန်လေးမိုးကားလမ်းဘေးကြောက်ပေါက်ဆိုင်းမိုဘိုင်းဖုန်းတိုင်းပဲဖြစ်ပါတယ်ဖုန်းနံပါတ်လေးကတော့3995114400 3999955683ကိုဆက်သွယ်မြင်နိုင်ပါတယ်